ရှေ့မှာတော့ကျွန်တော်တို့ကအဝယ်မှာစင်ကလေးကိုသေးသေးလေးပြောနေတယ်ကျွန်တော်နည်းနည်းနေရာလေးရှိတော့လေ space လေးနည်းနည်းကောင်းကောင်းလေးနဲ့ထားလိုက်တာပေါ့နော်ဒီကတော့အိမ်ဝင်ရဲ့ခံရတဲ့ပုံကဒါလည်းအရေးကြီးတော့ပြီးတော့ဒီဘက်မှာကျွန်တော်ပုံစံဝယ်လေးလို့ဒါတော့ခဏစင်လေးချဖို့ဒါ flow plan ရပြမယ်ဆိုတော့ကျွန်တော်တို့ဒီမှာပြလို့ flow plan ကဆိုတော့ဒီမှာflow plan ရဆိုတော့ဒီမှာလို့ပါโอเคဒါလေးပေါ့နော်ဆိုပြစီဒီမှာဟို cabinet နဲ့အစင်လို့ရှင်းလို့ပေါ့နော်ဒီရှေ့ကိုကျွန်တော်အမှန်ကြီးတော့ထားပေးတယ်ဒီတော့ filter glass သုံးနေရတယ်ဟိုတော့အရှင်းဖွင့်နေတာသုံးနေရတယ်ပြီးတော့သူကနေဒီကနေကျွန်တော် main လို့ဝင်လိုက်မယ်ဆိုရင်အဲဒီထဲကိုဒါတော့အကျမ်းပဲဆိုရတာဒီကြတယ်ဒီလမ်းတော့ဒီစုံကနေတော့အဲကနေလမ်းတော့မြင်ရတယ်နော်ချန်စီလို့ရှိတော့ပေါ့ဒီလက်ရှိကတော့ချန်စီလို့ရှိတော့ဒီမှာတော့ body ကိုဖြစ်တဲ့ဒီမှာကျွန်တော်တို့မီးပါကြထားပြီးတော့ဒီပြီးတော့ကျွန်တော်9ပေချန်တာတော့နော်ဟုတ်တယ်ဆိုဒီပေချန်မှာကျတော့ဒီမှာ landscape လေးနည်းနည်းလုပ်ပြီးတော့အရင်ရှိဒါတော့ဒီပေချန်တော့ကျွန်တော်မထည့်ရဘူးဘယ်လိုမှမထည့်ရဘူးဟုတ်တယ်အဓိကတော့ဒီအရင်ကလည်းဒီတော့ဒီတောင်းဝရဏတော့ကျွန်တော်ရုပ်ဖြစ်တဲ့အတွက်နည်းနည်းလေးတော့ဒီဘက်ကတော့ပါလေးယူထားပါတယ်။နောက်တစ်ခုကဝရဏလေးကျွန်တော်မှန်နဲ့တော့လုပ်ထားတော့နည်းနည်းလေး modern လို့ဖြစ်ရအောင်။ဒီမှာလည်းတော်လို့ရဒါပေမဲ့မှန်နဲ့ကျတော့နည်းနည်းပို့ပြီးတော့ဒီဟိတ်ဟန်ကိုပေါင်းတာပေါ့။တိတ်အများကြီးလေးပတ်စံပုံမှာပေါ့။ဝရဏတစ်ခုစားတော့ပို့တော့အများကြီးပေါ့။ဒါတော့ဘေးရောက်နေတာပေါ့နော်။ဘေးရောက်နေ။ဒါတော့ထိတ်တန်းဖြစ်ပါဒီမှာတော့ဘုရားနေရှိပါဘူးဘုရားနေတစ်ဖက်တစ်ချက်ကိုကျွန်တော်ဒီမောင်းနှစ်ခုနဲ့အဲ့လိုဘုရားနေတော့မှရောက်တော့ဝက်မှရရှိမယ်ဆိုရင်ဒီတိုင်တော့ကတော့ဒါကျွန်တော်နည်းနည်းဖြောက်လဲအောင်ဒီဒါတော့နောက်ကတော့အများကြီးဆွဲတာပုံတော့လေမပြတော့ဒါတော့ဒီကပုံပေါ့ဟုတ်ကဲ့ဒါတော့ဒါလည်းအကုန်လုံးမဆွဲတော့ဘူးဟုတ်ကဲ့ဆိုဒီကတော့ဒီကတော့ဒါတော့ကျွန်တော်ဒီဘက်အရင်ကြည့်ရပြီးတော့လည်းတော့ဒီကောင်တကယ် view point ပေါ့နော်ဒီရဲ့အများကြီးဘယ်တဲ့ကတော့ကျွန်တော်ဒီတော့မှာA3D တဲ့ဒီမှာသုံးမဲ့ material တွေကတော့ဒါတော့ကျွန်တော် MacBook ပုံမျိုးနားမဟုတ်ဒီတက်စားလို့စီနေပေါ့ခုတော့ရဟို aluminum နဲ့တော်လို့ရပါတယ်။ရောင်းတော့တက်သားဆက်စရာတက်သားရောင်းပြီးပေါ်ပြီးတော့ဟိုတကယ်လည်းဒီကောင်ကပြောမယ်ဆိုရင်ဟိုယေရှုခံအောင်သူကရုပ်ချက်စမို့တော့ပြယေရှုခံလည်းမတော့သူတို့ဒီ product တွေကျတော့ယေရှုခံအောင်အဲ့တော့တက်ထည့်လိုက်တာဖြစ်တဲ့အတွက်နည်းနည်းတန်ဖိုးတက်တာပေါ့နော်ဟိုရအဲ့အနေထား design နေထားလေးကတော့အရင် fancy ပဲလည်းမတော့ဘူးအရင် modern လည်းမတော့ဒီနေ့တော့ပြီးတော့ဒီမှာသုံးထားတာတော့ဒါတော့အလူမီနီယံပါတာပေါ့နော်ဒါပေမဲ့ဒါတော့အဖြူလေးရပါတယ်အလူမီနီယံပါဒီလိုကျွန်တော်တို့ဒီဓာတ်ကာလာလေးရပါတယ်အဲ့ဒါလည်းပို့လိုက်ဒီမှာတော့သုံးထားတော့ဒါကျွေပြားပေါ့နော်ကျွေပြားလေးဒီမှာတော့မှန်ပေါ့နော်မှန်ရဲ့စတီးဟွာရဲ့စတီးဒီကနေကြည့်ပြပါဒီကနေရပို့ပြီးတော့
ဆက်ပြလိုက်တော့ဒီနော်လည်းပြရဒီ left click နဲ့ဒီ